Hello အားလုံးပဲမင်္ဂလာပါမမကြီးရဲ့ cooking blog ကနေကြိုဆိုပါရစေဒီနေ့မမကြီးချက်ပြမဲ့ဟင်းလေးကတော့ဟင်းတစ်မျိုးတည်းနဲ့တင်ထမင်းစားလို့မိန်စီမဲ့ဟင်းလေးကိုချက်ပြမှာပဲဖြစ်ပါတယ်ချက်နီးလေးကိုမမကြီးနဲ့အတူတူလိုက်ကြည့်လိုက်ရအောင်နော်အရင်ဆုံးကြက်သွန်အဖြူနေငြူသီးစိမ်ပဇွန်ကြောင်းမြင့်ငက်ပြီးအယောင်တင်မှုတ်တို့ကိုရောပြီးစီတက်လိုက်ပါမယ်နော်စီတက်နဲ့လေးမှုှလာတဲ့အခါကျမှစားစွန်းနဲ့ချုံမုံနေထားတဲ့အာလူးလေးကိုထည့်ပြီးတော့လုံးပေးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်အာလူးကိုရေမြုပ်တဲ့တိထည့်ပြီးတော့ခဏလောက်တည်းထားပေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့အာလူးလေးတရေကျသွားပြီဆိုရင်တော့ခင်းသီးလေးထည့်ပြီးတော့ခဏလုံးပေးလိုက်မယ်ပြီးရင်အာလူးနဲ့ခင်းသီးကိုရေမြုပ်တဲ့အထိပေါ့နော်ရေကိုအပြည့်ထည့်ပြီးတော့သူတို့ကိုအဖုံးလေးအုပ်ပြီးတည်ထားပေးလိုက်ပါမယ်အချုံငံအနေနဲ့ကတော့ကိုယ်စိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်နော်ပြီးရင်သူတို့ဣသွားအောင်လို့ဖုံးလေးအုပ်ပြီးတက်ထားပေးလိုက်ပါမယ်အာလူးလေးနဲ့ခင်းသီးလေးနဲ့ဣသွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာမကြီးရည်လေးထည့်ပါမယ်ရှင်မကြီးရည်လေးချက်သွားအောင်လို့ခဏထပ်တည်ပေးလိုက်မယ်နော်ခြားကန်နီးမှာတော့မမကြီးကစူပုတ်ရက်လေးအုပ်ပေးလိုက်ပါတယ်ရှင်ခဏလေးမှွေလိုက်မယ်အခုဆိုလို့ရှိရင်ပေါ့နော်ဒီဟင်းလေးကဟင်းတစ်မျိုးတည်းနဲ့ထမင်းစားတကယ်မိန်စင်မဲ့ဟင်းလေးတစ်မျိုးပါပဲရှင်ဒီလိုလေးကိုလိုက်ပြီးတော့ချက်စားကြည့်ကြပါနော်မမကြီးတို့အိမ်မှာတော့ဒီနေ့ထမင်းတအိုးလုံးပြောင်းနေနေပါပဲရှင်